Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်ဥကို gravy လေးနဲ့ချက်ဥအာလူးဟင်းချက်ပြပါမယ်ရှင်ဒါကတော့ပြုတ်ဖို့ထည့်ထားပါတော့အာလူးနဲ့ချက်ဥကိုပေါ့နော်အဲ့ဒါချက်လားမချက်လားဆိုရင်ဒါလေးနဲ့ထိုးပြီးကြီးလိုက်တယ်ချက်တာနဲ့ကျမထုတ်လိုက်ပြီပေါ့နော်အဲ့ဒါပြီးရင်ချက်ဥကိုဒီလိုရိုက်ထားတာအဲ့ဒါဆိုခွာဖို့လွယ်တာပေါ့နော်အဲ့ဒါကျမကတော့အာလူးကိုခွာနေတယ်ခွာလို့ပြီးတာနဲ့တပြိုင်နက်ချက်ဥကိုခွာလိုက်တယ်ချက်ဥပါခွာလို့ပြီးတာနဲ့တပြိုင်တည်းချက်ဥအထဲတွေကိုဓာတ်နဲ့ထိုးပြီးမှထားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုစီမပေါက်တော့ဘူးတိတ်ပြီးမှပေါ့နော်အဲ့ပြီးအိုးတွေကိုစီထဲကိုစီထည့်ပြီးမှစီပူလာတာနဲ့အများချက်ဥကိုကြော်ဖို့ထည့်လိုက်တယ်ချက်ဥကြော်ပြီးသွားလို့ရှိရင်ဒီလိုလေးအနီအောင်လေးဖြစ်သွားပြီဆိုချက်ဥက ready ဖြစ်သွားပြီပေါ့နော်ကျမတော့ဒီလောက်အနီးနီးလေးလှုပ်လိုက်တဲ့ချက်ဥကိုချက်ဥပြီးပြီဆိုရင်ပစ္စည်းတွေ ready လုပ်တော့မယ်ပေါ့နော်ကျုပ်ဟင်းချက်ဖို့အတွက်ဒီမှာချက်တင်နီလေးကိုနှုတ်နှုတ်ဆင်းထားတယ်ပြီးချက်တင်ဖြူကိုလည်းနှုတ်နှုတ်ဆင်းတယ်ပြီးခန်းချင်းလေးကိုလည်းအဲ့လိုပဲတိတိလေးတွေခုတ်ထားလိုက်တယ်ပေါ့နော်ပစ္စည်းတွေကုန်တာမျိုးစုံသွားပြီဆိုရင်အဲ့ဒီဂျင်းနဲ့ချက်တင်ဖြူနဲ့ပြန်ထောင်းလိုက်တယ်ထောင်းလို့ပြီးသွားပြီဆိုခုနအိုးထဲမှာပဲကျမမေသီးကိုအရင်ထည့်တယ်ပေါ့နော်အရင်ထည့်ပြီးမှချက်တနီထည့်ပြီးမှလော်လိုက်တယ်လော်ပြီးလို့ရှိုးရောင်လေးတန်းလာပြီဆိုသူမှနည်းနည်းလေးစနုံးထည့်ပြီးမှခဏလေးချက်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပြီးတာနဲ့တပြိုင်နက်ခန်းချင်သည်ချက်ပြီးမှခန်းချင်သည်ကိုနူးနေအောင်ချက်လိုက်တယ်ပေါ့နော်ကျမကတော့တဲကိုဖုံးပြီးမှထောင်းထားတဲ့ချင်းချစ်တဲ့မျိုးကိုထည့်လိုက်တယ်အဲ့ဒါထည့်ပြီးတော့ရေနည်းနည်းထည့်ပြီးပြန်ချက်တယ်ပေါ့နော်ကျမကတော့ပြီးကြီးတာမဟုတ်မဆလာတွေအကုန်ထည့်လိုက်ပြီတယ်ပေါ့နော်မဆလာတွေစုံသွားတာနဲ့ဟင်းရချက်ပြီးဆိုတာနဲ့အာလူခုနပြုတ်ထားတဲ့အားတွေကိုခြေပြီးမှအာလူထည့်လိုက်တယ်ပေါ့နော်အဲ့ဒါကျမခဏလေးလော်လိုက်သေးတယ်ပြီးစားထည့်ပြရရပြီဆိုရင်ရေထည့်ပြီးမှပြန်ချစ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကချက်သမင်းနဲ့စားဖို့ဆိုရေနည်းနည်းများများလေးထည့်လိုက်တယ်အပြီးကျုပ်ထည့်လို့ပြီးသွားပြီဆိုကျုပ်ကိုလည်း9မိနစ်လောက်ချက်လိုက်တယ်ပေါ့နော်သူ့ထဲမှာသူ့အရသာဝင်အောင်လို့ဆိုမှကျုပ်ထဲမှာအဲ့ဒါကျုပ်ကဒီလိုအနေထားလေးရပြီဆိုရင်ကျမထုတ်လိုက်တယ်ဒါကတော့ကျုပ်အာလူဟင်းရေပေါ့နော်ဒီလိုမျိုးပုံစံလေးနဲ့လည်းစားကြည့်ပါအောင်လို့ကျွန်မပြောချင်တယ်ဒီပုံစံလေးနဲ့စားကောင်းပါတယ်ခင်းချင်ဒီအနည်းနဲ့ချက်တာလည်းစားကောင်းတယ်တစ်ခါတလေ sometime ဒီလိုပုံစံလေးနဲ့လည်းရမ်းစားကောင်းတယ်ပေါ့နော်ကျွန်မတို့ကဒီလိုမျိုးပုံစံလေးတစ်ခါတလေလှုပ်စားဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်ကဗီဒီယိုလေးနဲ့တော့လာဖြစ်တာပါရှင် bye bye